တမိုင်းဆိုတာစားအုပ်စာတန်းတွေထဲမှာရှိနေတာမဟုတ်ပါဘူးကျမတို့ဝစ်စင်တဲ့အထည်တွေရဲ့ချီမြင့်တပင်ချင်းစီမှာလေမေ့ပြောက်လို့မရတဲ့အတိတ်ပုံရိပ်တွေစီးဆင်းနေပါတယ်ခီးရဲ့အစလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးတရေခိတရာမျိုးဟောင်းစီကိုအတူတူပြန်သွားကြရအောင်အဲ့ဒီအချိန်ကပြူရကန်းတဲ့မလေးတွေဟာတဘာဝတရားနဲ့တသားတည်းရှိနေခဲ့ကြတယ်တောတောင်တွေကပိုးအိမ်ဖြူဖြူလေးတွေကိုဆူဆောင်ပြီးပိုးချီမြင့်တွေနဲ့ဖန်တီးခဲ့ကြတာပေါ့အယူအပ်လေးတွေကြောက်မြတ်ပတိစိတ်လေးတွေကိုအထည်သားပေါ်မှာတလုံးချင်းစီရက်လို့အမှုပညာရဲ့အစခြေလမ်းတွေကိုကျမတို့တိမ်မွေ့စွာစတင်ခဲ့ကြပါတယ်အချိန်တွေကရွေ့ရွေ့ပြောင်းလဲလို့ပကံဖြီးရဲ့နေလောင်မီနီလမ်းလေးတွေစီရောက်တဲ့အခါဝါကုန်းခင်းကြီးတွေဟာတင်တိုက်တွေလိုဖြူဖွေးဝေစားလာခဲ့ပါတယ်ဝါကုန်းကိုပိုင်းငင်တစ်ခေါက်တစ်မြက်တွေကရတဲ့တဘာဝဆိုးစေးတွေနဲ့အယောင်ချေလို့ဂျက်ခုတ်ရကိုင်းရဲ့စီးချက်တန်တွေဟာပကံစည်းစာနဲ့အထူးပြန့်လွင်ခဲ့ပါတယ်။သူတို့ရက်လွတ်ခဲ့တဲ့ရိုးရှင်းခိုင်ခန့်တဲ့ဝါကွန်အထည်လေးတွေဟာကျမတို့ဘိုးဘွားတွေရဲ့ရိုးသားဖြူစင်မှုနဲ့ခေတ်ကာလကိုကြင်ကြံ့ခံနိုင်တဲ့သစ္စာတရားကိုတည်တည်ထူနေတယ်လို့ပါပဲ။19ရာစုရတနာပုံနဲ့ကိုလိုနီခေတ်ကိုကူးပြောင်းချိန်မှာတော့မြမရကန်းဟာပိုပြီးခမ်းနားထေဝါလာခဲ့ပါတယ်။ကျွန်းတဲ့အင်ကြီးတွေပေါ်ကလက်ခတ်ရကန်းစင်ကြီးတွေမှာရွှေကြီးငွေကြီးတွေနဲ့ဖော်ကျူးတဲ့အချိတ်လိုင်းတွေလိတွေဟာကဘာကပါအံ့ဩရတဲ့အမှုပညာလက်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။လုံးအင်ကြီးတွေရဲ့အပြေးအလားလှရှားမှုတိုင်းလက်ခတ်ရဲ့စီးချက်ကြကြရိုက်ခတ်တန်တိုင်းမှာမိခင်မှာသမီးစီစိတ်ရှိလက်ဆင့်ကမ်းခဲ့တဲ့တန်ဖိုးမဖြစ်နိုင်တဲ့မျိုးရိုးကုန်တွေကိန်းအောင်နေပါတယ်။ရက်ကန်းစင်ရဲ့စီးချက်တန်တွေဟာစက်ရံတရားတွေရဲ့အရှိန်ဟုန်နဲ့ပေါင်းဆက်သွားခဲ့ပါပြီ။ဒါပေမဲ့နေပညာတွေဘလောက်ပဲတိုးတက်ပြောင်းလဲပါစေကျမတို့ရဲ့နှလုံးသားတွေကရိုးရာအငွေ့အသက်တွေကတော့ဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ဖြူကိကပတိစိပကံကိကဝါကွန်ကိုလိုနီကိကအချိတ်ဒီအမွေအနှစ်တွေဟာကျမတို့ရဲ့ယနေ့ခေတ်ဖက်ရှင်ဒီဇိုင်းတွေမှာအသွင်သစ်နာရှင်သန်နေစေပါပဲ။ခေတ်တွေဘလို့ပဲပြောင်းပါစေမြမရက်ကန်းတင်မာလေးတွေကတော့ကျွန်ုပ်တို့ရဲ့ရိုးရာအလှကိုချီးမြှင့်သပင်ချင်းစီနဲ့ကဘာတီတွေရဲ့ဆက်လက်ရက်လုံနေအောင်ပါပဲအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်